discount အမြဲတမ်းချနေတဲ့လုပ်ငန်းတွေဆိုရင်သတိထားပါရေရှည်မှာစီးပွားပြတ်သွားတယ်လုပ်ငန်းရှင်တော်တော်များများထင်နေကြတာ discount ပေးပြီးရောင်းနေဈေးလျှော့ရောင်းနေဆိုတာကရောင်းရဖို့အတွက်အရန်လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်ပေမဲ့ရေရှည်မှာကိုယ့်ရဲ့ brand တန်ဖိုးကိုကျစေပြီးတော့နောက်ပိုင်းကျရင် discount ဆိုတဲ့စကားလုံးမပါတော့တာနဲ့လူတွေကမဝယ်ကြတော့တာမျိုးတွေကြုံလာနိုင်ပါတယ် discount ဆိုတဲ့စကားလုံးမပါဘဲနဲ့ကိုယ့်ကနေဘယ်လိုတင်ရမလဲဈေးဘယ်လိုရောင်းရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကြော်ညာလောကရဲ့ဖခင်ကြီးလို့လူသိများတဲ့ David Ogilvy ရေးသားခဲ့တဲ့သမိုင်းဝင်ကြော်ညာစာသားတစ်ခုရှိတယ်။သူက Rolls-Royce ကားတွေအတွက်ကြော်ညာစာရေးတဲ့အခါမှာဈေးနှုန်းနဲ့ပတ်သက်ပြီးလုံးဝထည့်မရေးခဲ့ဘူး။ဈေးဘယ်လောက်လျှော့ပေးပါမယ်ဈေးဘယ်လောက်တန်ပါတယ်ဆိုပြီးသူလုံးဝမပြောခဲ့ဘူး။အဲ့ဒီစာသူကဘယ်လိုရေးခဲ့လဲဆိုရင်ဒီ Rolls-Royce ကားကိုတနာရီမိုင်60နှုန်းနဲ့မောင်းနေတဲ့အချိန်ဒီကားပေါ်မှာစီးနေတဲ့သူအကျယ်ဆုံးကြားနိုင်တဲ့အတန်อ่ะအဲ့လူရဲ့လက်မှာပတ်ထားတဲ့နိုင်ရဲ့ဆက်သွားလေးတွေလည်နေတဲ့အတန်ပဲဖြစ်ပါတယ်တဲ့အဲ့တော့သူဆိုလိုချင်တဲ့အဓိပ္ပာယ်ကဒီကားကအင်ဂျင်အရန်ငြိမ်တဲ့အတွက်ကိုဒီကားထဲမှာအတန်လုံးဝမကြောက်ဘူးဒီကားကိုစီးနေတဲ့အချိန်မှာဘလောက်မြင်မြင်မောင်းမောင်းအတန်လုံးဝမကြောက်ဘူးလို့သူကဆိုလိုချင်တယ်သူ့ရဲ့စာသားမှာဈေးလျှော့တာလည်းမပါဘူးဈေးနှုန်းနဲ့ပတ်သက်ပြီးတခုမှမပါဘဲနဲ့လူတွေရဲ့ရှင်ထဲကိုရောက်သွားစေခဲ့တယ်ပေါ့နော်သူကဒီကားကိုစီးတဲ့အချိန်မှာရရှိမဲ့ခံစားချက်ဒီကားကိုပိုင်ဆိုင်ရတဲ့သူဒီကားကိုစီးနေတဲ့သူတွေဘယ်လိုမျိုးခံစားရမလဲဆိုတာကိုထိထိမိမိနဲ့ပုံဖော်ရေးသားသွားတာဖြစ်ပါတယ်အခုကြည့်နေတဲ့လူတွေအနေနဲ့လည်းကိုယ့်ရဲ့ကြော်ညာစာတွေရေးတဲ့အခါမှာဈေးရန်တန်တယ် discount ပေးတယ် promotion တွေရှိတယ်ဒါမျိုးတွေအများအားရေးနေတာထက်စာရင်ကိုယ့်ရဲ့ပစ္စည်းကိုသုံးလိုက်လို့ customer တွေဘယ်လိုမျိုးခံစားရမလဲသူတို့အတွက်ဘာတွေကောင်းကျိုးရှိသွားမလဲဒါတွေကိုထိထိမိမိနဲ့ပုံဖော်ပြီးပြောင်းရေးကြည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ရက်ပေါင်း60ချင်းလိုက်ရဲ့ day 7ဖြစ်ပါတယ်ကျွန်တော်ကလင်းထက်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်